္ဂလာပါရှင်10 million channel မှာကြိုဆိုလိုက်ပါရယ်နေ့စဉ်နဲ့များကမ္ဘာပေါ်မှာရှိတဲ့မော်တော်ယာဉ်တန်း800ခန့်ကလောင်စာဆီလီတာ9ဘီလီယံလောက်ကိုအသုံးပြုနေကြပါတယ်ကမ္ဘာတဝန်းကစီဆိုင်တွေမှာဒီလိုမီးလောင်လွယ်တဲ့အရေးတွေအမြဲအပြည့်ရှိနေအောင်လှုံ့ဆော်ရတာကတကယ်ကိုရှုပ်ထွေးပြီးတော့အန္တရာယ်များတဲ့အလုပ်တစ်ခုပါဒါပေမဲ့ဓာတ်ဆီကိုဘယ်လိုထုတ်လုပ်သလဲဆိုတာစဉ်းစားဖူးပါသလားရှင်ရေနံစိမ်းကနေဓာတ်ဆီဘလို့ထုတ်လုပ်တယ်လဲဆိုတာကိုသိရှိဖို့အတွက်အမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ကရေနံလုပ်ငန်းခွင်စီကိုသွားရောက်လေ့လာကြည့်ကြရအောင်ဒီနေရာကကမ္ဘာရေနံလောကမှာဩဇာအရှိဆုံးနေရာတစ်ခုဖြစ်ပြီးတော့1894ခုနှစ်ကတည်းကစတင်တူးဖော်ခဲ့တာပါဒါပေမဲ့1900ခုနှစ်မှာကုမ္ပဏီတစ်ခုကနေရေနံထုတ်လုပ်မှုကိုတညာတဲနဲ့3ဆလောက်မြင့်တင်နိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့ဒီလုပ်ငန်းကအကြီးအကျယ်အောင်မြင်လာခဲ့ပါတယ်အဲ့ဒီချိန်ကစလို့အခုချိန်ထိတက်ဆက်ပြည်နယ်ကနေရေနံစီပေါင်း60ဘီလီယံနီးပါးထုတ်ယူပြီးပြီဖြစ်သလိုတူးဖော်ဖို့ကြံနေသေးတဲ့ရေနံအရန်အင်အားကလည်း10ဘီလီယံလောက်ကိုရှိနေပါသေးတယ်။ရေနံစိမ်းဆိုတာဘာလဲ။ရေနံစိမ်းကကားတွေအတွက်အဓိကလောင်စာတင်မကပဲကျမတို့လိုအပ်တဲ့စွမ်းအင်ရဲ့90%ကိုလည်းထောက်ပံ့ပေးထားပါတယ်။ဒါအပြင်ပလတ်စတစ်ကတရာတာယာအလားကုန်နဲ့ဆေးဝါးတွေလိုနေ့စဉ်သုံးပစ္စည်းတွေအတွက်လည်းရေနံထွက်ပစ္စည်းတွေကမရှိမဖြစ်ပါပဲ။ဒီလိုဆေးကပ်ပြီးအနံဆိုးတဲ့အမဲရောင်အရေးကဓာတ်ဆီထုတ်လုပ်ဖို့အဓိကကုန်ကျန်းဖြစ်တဲ့ရေနံစိမ်းပါပဲရှင်။လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကအပင်တွေတတ္တဝါတွေနဲ့အနုစီပွားပိုးမွှားလေးတွေတည်ဆုံပြီးတော့ပင်လယ်ကျမ်းမြောင်မှာနှုံးမြေတွေနဲ့အတူနစ်မြုပ်ခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့အပူရှိန်နဲ့ဖိအားတွေကြောင့်ဒီရုပ်ကျွင်းတွေကဓာတုဗေဒနည်းအရပြောင်းလဲသွားခဲ့ပါတယ်။နှစ်သန်းပေါင်း250ခန့်အကြာမှာတော့ဒါကကမ္ဘာအရေးပါဆုံးစွမ်းရည်အရင်းမြစ်ဖြစ်လာပါတော့တယ်။ဒါကရွှေအမဲပါပဲ။တူးဖော်ရေးလုပ်ငန်းစဉ်ပူအိုက်ဆူဆွတ်တဲ့မနက်ခင်းမှာတော့အဖွဲ့သားတွေကရေနံတွင်အသစ်တစ်ခုတူးဖို့ပြင်ဆင်နေကြတယ်။တက်ဆက်မှာလစဉ်ရေနံတွင်အသစ်ပေါင်း2000ကျော်တူးဖော်နေပြီးတော့တနေ့ကိုရေနံစီပေါင်း9သိန်းကျော်ထုတ်လုပ်နေပါတယ်။ Occidental Petroleum လို့ထုတ်လုပ်သူတွေဆိုရင်တော့တနေ့ကိုပြန်မြရေနံတွင်အသစ်တွင်တုံတူးနေတာပါ။အရင်ဆုံးမြေအောက်မှာရေနံနဲ့သဘာဝဓာတ်ငွေ့ပဲမှရှိသလဲဆိုတာကိုငလင်တိုင်းတာနည်းပညာနဲ့ရှာဖွေပါတယ်။ဒါပေမဲ့လည်းရေနံရှာဖွေတာကလောင်စာဆန်စွန့်စားရတဲ့အလုပ်ပါတကယ်လို့ရေနံတွင်ကအောင်မြင်ပြီဆိုရင်တော့ရရှိတဲ့ရေနံစိမ်းကိုတန်းစင်စက်ရုံစီပို့ပြီးတော့ဓာတ်ဆီဒီဇယ်လေယာဉ်စီစရီအဖြစ်ပြောင်းလဲရမှာဖြစ်ပါတယ်ဒါပေမဲ့မြေအောက်မီတာ4000အနက်မှာနှစ်သန်းပေါင်း900ကျော်တက်တန်းရှိတဲ့ကြောက်လွာတွေကြားထဲပိတ်မိနေတဲ့ရေနံတွေကိုရဖို့ကမလွယ်ပါဘူးထိပ်ဖြားမှာစိန်တက်ထားတဲ့လွန်သွားကြီးကိုအင်ဂျင်ကြီးတွေနဲ့လှည့်ပြီးတူးရပါတယ်။အဲ့မှာပတိုင်မှုကြောင့်အပူရှိန်နဲ့အရန်တက်လာလို့လွန်သွားကိုအေးအောင်ဖိအားပြင်းတဲ့ရေနဲ့အမြဲဖြန်းပေးနေရပါတယ်။အဲ့ဒီရေတွေကပဲမြေစာတွေကိုရွှွန့်နှွန်နေအဖြစ်မြေပေါ်ကိုပြန်သဲလာပေးတာပါ။ဒါကတကယ်ကိုဆူညံပြီးအန္တရာယ်များတဲ့အလုပ်ပါ။လွန်သွားရဲ့ဖိအားကကွက်တိဖြစ်နေရမယ်။ဖိအားနဲ့မပြတ်ဘူးဖိအားများသွားရင်လွန်သွားကျိုးသွားနိုင်ပါတယ်။နောက်ပြီးတူးနေတော့မှဓာတ်ငွေတွေထွက်လာပြီးပောက်ကွဲမှုကြီးတွေဖြစ်သွားနိုင်တဲ့အန္တရာယ်လေးရှိနေပါသေးတယ်။လွန်သွားကတနာရီကို9မီတာနှုန်းနဲ့တိုးဝင်နေတဲ့အချိန်မှာအလုသမားတွေက9တန်လေးတဲ့စက်ရုပ်လက်တံကြီးတွေကိုသုံးပြီးတော့ပိုက်တွေကိုတစ်ချောင်းမိတစ်ချောင်းအဆက်မပြတ်ဆက်ပေးနေရပါတယ်။ထုတ်ယူခြင်းနဲ့တည်ယူပို့ဆောင်ခြင်းကံကောင်းလို့ရေနံစိမ်းရှိတဲ့နေရာကိုရောက်ပြီးဆိုရင်အစာပိုင်းမှာတော့တဘာဝဖိအားကြောင့်ရေနံတွေကအပေါ်ကိုအလိုလျောက်ပန်းထွက်လာပါတယ်။ဒါပေမဲ့ဒီဖိအားကကြကြမခံပါဘူး။ဒါကြောင့်ရေနံတွေအဆက်မပြတ်ထွက်နေအောင် pump jack လို့ခေါ်တဲ့ရေနံဆုပ်စက်တွေကိုသုံးရပါတယ်။ဒါကအီယာမစီထိုးပြုံကြီးတစ်ခုလိုရေနံတွေကိုမြေပေါ်ဆွဲတင်ပေးတာပါ။ရေနံတွင်းတွေကထွက်လာတဲ့အရည်တွေကိုပိုက်လိုင်းကနေတဆင့်ဓာတ်ငွေခွဲထုတ်တဲ့ကန်နဲ့ထည့်ရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအရည်ထဲမှာကာဗွန်ဒိုင်အောက်ဆိုက်၊ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်နဲ့တဘာဝဓာတ်ငွေတွေရောနှောနေလို့ပါ။အိမ်နောက်မှာတော့ကီလိုမီတာ1000ကျော်ဝေးတဲ့တန်းစင်စက်ရုံစီကိုပိုက်လိုင်းတွေကနေတဆင့်ပို့ဆောင်ပါတယ်ရှင်။တန်းစင်ထုတ်လုပ်ခြင်းဒါကတော့အမေရိကန်မှာအကြီးဆုံးရေနံတန်းစင်စက်ရုံမှာပိုက်လိုင်းရှည်8000ကီလိုမီတာကျော်ရှိပြီးတော့တနေ့ကိုရေနံစီပေါင်း9,600,000ကျော်တန်းစင်နိုင်ပါတယ်။စူညာတန်ကဘလောက်ကျယ်တယ်လဲဆိုရင်အလုပ်သမား4,000ခန့်ကတနေ့ကိုနှစ်ချက်ပေါင်း1,000,000ကျော်သုံးစွဲနေရပါတယ်။ရေနံစိမ်းထဲမှာအလေးချိန်မတူတဲ့ဟိုက်ဒရိုကာဗွန်တွေရောနေပါတယ်။ပရိုပိန်းကအပေါ်ဆုံးဖြစ်ပြီးကတ္တရာကတော့အလေးဆုံးပါ။ဒီနေရာမှာရေနံစိမ်းကိုအပူချိန်390ဒီဂရီအထိအပူပေးပြီးတော့ပေါင်းခံစင်မြင်နဲ့ထည့်လိုက်ပါတယ်။အပူချိန်ကြောင့်ရေနံတွေကအငွေ့ပြန်ပြီးအပေါ်ကိုတက်သွားတယ်။အလေးဆုံးမော်လီကျူးတွေကအောက်ခြေမှာကျန်ခဲ့ပြီးတော့ဓာတ်ဆီနဲ့ရေနံဆီလိုပေါ်ပါတဲ့အငွေ့တွေကတော့အပေါ်ကိုဆက်တက်သွားရင်းနဲ့အေးခန့်လိုက်တဲ့အခါမှာအရည်ဖြစ်သွားပြီးတော့သီးခြားစီခွဲထုတ်ယူလိုက်တာပါ။ရေပုံရအားဖြင့်ရေနံစီ192စီကိုတန့်စင်လိုက်ရင်ဓာတ်ဆီ88လီတာဒီဇယ်48လီတာရေနံစီ26လီတာပရိုပိန်း9လီတာနဲ့တခြားပလတ်စတစ်ကုန်ကျန်32လီတာလောက်ထွက်ရှိပါရဲ့ရှင်ဒီစက်ရုံကနေတနေ့ထုတ်တဲ့ဓာတ်ဆီကကားတစ်စီးနဲ့ကဘာကနေလကို990ကျင်းအသွားပြန်လုပ်လို့ရတဲ့အထိများပြားပါတယ်အရေးသွေးစစ်ဆေးခြင်းနဲ့ဘေးအန္တရာယ်ကင်းရှင်းရေး
ထုတ်လုပ်ပြီးသားစီတွေကိုအင်ဂျင်ဟောင်းကြီးတွေနဲ့ဆန်းသက်ပါတယ်။အင်ဂျင်ထဲမှာစီကအလိုလျောက်ပေါက်ကွဲပြီးအတန်မြည်တာဖြစ်မဖြစ်စစ်ဆေးတာပါ။အဲဒီကရတဲ့အချက်လက်တွေအတိုင်းအရောနှောကိုပြန်ပြင်ပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်ပါတယ်။နောက်ဆုံးစစ်မာရတက်စီတွေကိုမြောက်ပါလိုင်းတွေကနေတဆင့်စီသက်ကားကြီးတွေစီကိုပို့တယ်။စီသက်ကားထဲစီဖြစ်တာကအင်မတန်အန်ဒီရများပါတယ်။မြေလျက်စစ်ကြောင့်မီးပွားထွက်ပြီးပောက်ကွဲနိုင်လို့ကားကိုအရင်ဆုံးမြေဆိုင်ကျိုးနဲ့ချိတ်ဆက်ရတယ်။ဒါ့အပြင်စင်ငွေတွေလေးထဲမပြတ်အောင်လဲအငွေ့ပြန်ထိန်စနစ်တွေကိုသုံးရပါသေးတယ်။တနေ့ကိုဓာတ်ဆီလီတာ4 တန်းလောက်ကိုစီဆိုင်တွေကိုပို့ဆောင်ပေးနေတာပါ။နောက်တစ်ခါစီဆိုင်မှာစီဖြစ်တဲ့အခါစီဈေးကြီးတယ်လို့တွေးမိရင်ဒီစီတွေကိုရဖို့အတွက်ရင်နယ်လို့သမားတွေဘယ်လောက်ထိချွေးနှဲစာနဲ့ရင်းပြီးတော့ပင်ပန်းပန်းလှုပ်ဆောင်ခဲ့ရတယ်လဲဆိုတာကိုခဏလောက်သတိရပေးလိုက်ပါအောင်ရှင်။ဒီဗီဒီယိုလေးကိုသဘောကျရင်တော့ like လုပ်ဖို့နဲ့တကယ်ချင်းတွေကိုမျှဝေဖို့မမေ့ပါနဲ့哦။နောက်ထပ်ဘူးတူတာတွေကိုဆက်လေးလာဖို့ကျမတို့ရဲ့ channel ကို subscribe လုပ်ထားပေးပါအောင်ရှင်။ပြီးလို့ကျေးဇူးတင်ပါတယ်နော်။